ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တစ်ခါမှမသင်ပေးဘူးတဲ့နာမည်ကြီး YouTuber တွေအသုံးများတဲ့ documentary editing style လုပ်နည်းနှမျိုးကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့တွားပြီးတော့ကြည့်လိုက်အောင်ဒီပထမဆုံးကျွန်တော်ဒီ align motion နဲ့ဝင်လိုက်မယ်ပြီးတော့ကျွန်တော်ဒီ plus icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီ69မဲ့တစ်ချက်ရွေးလိုက်မယ် okay ပြီးတော့ကျွန်တော်ဒီ background တစ်ခုကိုကျွန်တော်တို့အပ်မယ်ပေါ့နော်ကျွန်တော်အပေါင်းလေးကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီ media ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ background တစ်ခုကိုအပ်လိုက်မယ် okay ပြီးတော့ကျွန်တော်ဒီကောင်လေးကိုဟိုလောက်ပဲ5 second လောက်ပဲထားလိုက်မယ်နော် okay ကျွန်တော်ဒီ5 second လောက်ယူလိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုဖြတ်လိုက်မယ် okay okay ရပါပြီ background ရပါပြီဆိုရင်ကျွန်တော်တို့ကဒီဘာလုပ်မလဲဆိုတော့ဒီ plus icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီမှာ rectangle shape လေးကိုတစ်ချက်ယူလိုက်ပါယူပြီးတော့ကျွန်တော်တို့ edit shape ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီကောင်ဟိုဘက်ဒီဘက်ကျွန်တော်ဆွဲပြီးတော့ဆန်လိုက်မယ်နော် okay ဟိုဘက်ဒီဘက်အညီလေးဆွဲလိုက်မယ် okay ပြီးတော့ကျွန်တော်ဒီ color ကြီးကိုကျွန်တော်တို့ကမကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့် color change မယ်ကျွန်တော်တို့ပြန်ထွက်လိုက်မယ် color fader ဝင်မယ်ကြိုက်တဲ့ color ရွေးလို့ရတယ်ပေါ့ကျွန်တော်ဒီမှာမြင်အောင်လို့အနီလေးနဲ့လုပ်ပြလိုက်မယ် okay ပြီးတော့ကျွန်တော်တို့ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ blending opacity ကိုဖွင့်လိုက်ပါဖွင့်ပြီးကျွန်တော်ဒီ dark can လေးကိုရွေးလိုက်ပါပြီးရင်ကျွန်တော်ဒီ multiply လေးကိုတစ်ချက်နှိပ်လိုက်ပါ okay ဒါဆိုရင်ကျွန်တော်တို့ဒီပုံစံလေးရပါပြီပြန်ထွက်လိုက်မယ်ကျွန်တော်ဒီတစ်ခုညှိလိုက်မယ်ညှိမယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ဖိထားလိုက်မယ်ဖိပြီးတော့ကျွန်တော်ဒီကောင်လေးကိုဖြတ်လိုက်မယ်ပေါ့နော် okay ဒါလေးကိုလည်းကျွန်တော်တို့ဒီတညီတဲ့ဖြစ်အောင်လို့ဟိုဘက်နဲ့ကျွန်တော်ဆွဲညှိလိုက်မယ် okay ဒီတိုင်းလေးရပါပြီဆိုရင်ကျွန်တော်ဒီ rectangle လေးကို animation ပေးမယ်တစ်ချက်နှိပ်လိုက်ပါ effect ကိုတစ်ချက်နှိပ်ပြီးရင် add effect ကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့အဲ့မှာ set ကလေးမှာရိုက်ရှာလိုက်ကျွန်တော်ဒီ circular ဆိုတာလေးကိုရိုက်ရှာလိုက်ပါ okay ဒီမှာ circular rebel ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ okay ပြီးတော့ကျွန်တော်ဒီ standard setting လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ frequency ကိုတစ်ချက်နှိပ်လိုက် frequency နေရာမှာကျွန်တော်ကဒီ5လောက်ပဲထားလိုက်မယ်နော်5ပဲထားလိုက်မယ် okay ပြီးတော့ကျွန်တော်ဒီ face နေရာလေးကိုတစ်ချက်နှိပ်လိုက်ပထမဆုံး keyframe တစ်ခုချလိုက်မယ်ပြီးတော့ကျွန်တော်အဆုံးမှာ keyframe တစ်ခုချလိုက်မယ်အဆုံး keyframe မှာကျတော့ကျွန်တော်ကဟိုလောက်ထားလိုက်မယ်ပေါ့နော်ဒီ -2.5 လောက်ကျွန်တော်ထားလိုက်မယ် okay ပြီးရင်ကျွန်တော်အမှန်လေးချစ်လိုက်မယ်အကုန်လုံးထွက်ပြီးတော့ကြည့်လိုက်မယ်okay ဒါဆိုရင်ကျွန်တော်ဒီတိုင်းလေးရတယ်အဆင်ပြေတယ်เนาะအဆင်ပြေတယ်ဆိုရင်ကျွန်တော် rectangle လေးကိုထပ်ပြီးတော့ထောက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ edit shape ကိုတစ်ချက်ဝင်မယ်ကျွန်တော် animation ထပ်ပေးမယ်ကျွန်တော်ဒီ wine လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွားရင်ကျွန်တော်ဒီမှာ key frame လေးတစ်ခုချလိုက်ပြီးွားရင်ကျွန်တော်ဒီဘယ်လောက်မှလဲဆိုတော့ပုံမှန်မဟုတ်1 second လောက်ပေါ့เนาะအဲ့လောက်မှကျွန်တော်မှန်းပြီးတော့ key frame လေးတစ်ခုချလိုက်မယ် okay ကျွန်တော်ပြီးွားရင်ပထမ key frame ကိုလာမယ်လာပြီးွားရင်ကျွန်တော်ဒီကောင်လေးကို wine လေးကိုကျွန်တော်0တစ်ချက်ပြောင်းလိုက်မယ် okay ပြီးွားရင်ကျွန်တော် graph လေးကိုတစ်ချက်နှိပ်မယ်ပြီးွားရင်ကျွန်တော်ဒီမှာ isn လေးကိုတစ်ချက်ထည့်လိုက်မယ် okay တစ်ချက်ပြန်ပြီးကြည့်အောင် okay ဒီပုံစံတိုင်းလေးရပါပြီဒါဆိုရင်တော့တော်တော်လေးsmooth ဖြစ်တဲ့ animation လေးတစ်ခုရပါပြီကျွန်တော်တို့အဲ့မှာဒီတိုင်းကြည့်ရမလှအောင်ကျွန်တော်ကဘာလုပ်ချင်တာလဲဆိုတော့ဒီ touch တစ်ခုကိုထည့်ချင်တာဆိုတော့ကျွန်တော်ဒီမှာစထွက်တဲ့နေရာလေးကိုတစ်ချက်မှတ်လိုက်ပါ cursor ချလိုက်ပါချပြီးရင်ကျွန်တော်ဒီမှာ plus icon လေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော် touch ကိုထည့်ချင်တဲ့ touch တစ်ခုခုပါနော်ကိုယ့်ရဲ့ project နဲ့ကိုက်နေတဲ့ touch တစ်ခုခုထည့်မယ် okay ကျွန်တော်ဒီမှာ example ပဲထည့်ပြလိုက်မယ်and documentary and video editing လို့ထည့်ပြလိုက်မယ်နော် editing tutorial လို့ထည့်လိုက်မယ်နော် okay ကျွန်တော်ဒီတိုင်းလေးထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီစာလေးကို color change လိုက်မယ်ကျွန်တော်အဖြူလေးထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ alignment ကိုကျွန်တော် center လေးထားလိုက်မယ်ပေါ့နော် okay ပြီးရင်ဒီမှာ font ရဲ့ design တွေပါရွေးလို့ရတယ်ကျွန်တော်ကြာသွားမှာဆိုလို့မရွေးပြတော့ဘူးဒါတွေကကျွန်တော် basic တွေမှာအကုန်လုံးတင်ပြီးသွားပြီတကယ်လို့ basic မသိသေးဘူးဆိုရင်ကျွန်တော် channel ထဲမှာသွားကြည့်လို့ရပါတယ် okay ပြီးရင်ကျွန်တော်ဒီကောင်လေးကိုနည်းနည်းလေးဆွဲချလိုက်မယ် site လေးကို okay ဒီလောက်ဆိုရင်ကျွန်တော်တို့အဆင်ပြေတယ်အမှန်လေးချလိုက်မယ်ပြီးတော့ကျွန်တော်တို့ border shadow တွေဝင်ပြီးတော့ကျွန်တော်ဒီမှာဒီ shadow လေးတစ်ချက်ဖွင့်ပေးလိုက်เนาะဖွင့်ပြီးရင်ကျွန်တော်တို့ဒီ glow ပုံစံလေးဖြစ်အောင် white color လေးထားလိုက်မယ်နည်းနည်းလေးဆွဲလိုက်မယ် okay ဒီတိုင်းလေးရပါပြီ okay ဒါဆိုရင်ကျွန်တော်တို့ကဒီ touch ကလေးကိုလည်းကျွန်တော်တို့ animation ပေးမယ်ပေါ့နော်အဲ့ဒါမှလှမှာဆိုတော့ကျွန်တော်ဒီမှာ effect ကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ add effect ကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ set bar လေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ white flow ရိုက်ရှာလိုက်ပါ okay ကျွန်တော်ဒီမှာ white flow ရပြီwhite flow ရပြီဆိုရင်ကျွန်တော်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီ and transition in အဝင်လေးကိုကျွန်တော်တို့လုပ်ချင်တာဆိုတော့ကြောင့်ဒီမှာ transition in right ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ okay ပြီးတော့ကျွန်တော်သူ keyframe ပေးထားတဲ့နေရာကိုတစ်ချက်ထောက်လိုက် and လေးကိုတစ်ချက်နှိပ်လိုက်ဒီမှာသူ keyframe ကအရင်မြန်နေတယ်ကျွန်တော်တို့ကို project နဲ့ကိုက်အောင်လို့လုပ်ပေါ့ကျွန်တော်ဒီမှာနည်းနည်းလေးဆွဲချဲလိုက်မယ် okay ကျွန်တော်ဒီလောက်လေးမှထားလိုက်မယ် okay တစ်ချက်ကြည့်လိုက်မယ် okay ဒီတိုင်းလေးဆိုရင်အဆင်ပြေပါတယ် okay ဒါဆိုရင်ကျွန်တော်အကုန်လုံးကိုပြန်ပြီးတော့ play ကြည့်အောင် okay ဒါဆိုရင်တော်တော်လေးဒီ smooth ဖြစ်တဲ့ animation လေးကိုကျွန်တော်ရသွားပြီပဲဖြစ်ပါတယ် okay မလို့တဲ့နေရာလေးကို cap လုပ်လိုက်မယ်ပြီးတော့ဒီကောင်လေးကိုဖြည့်ပြီးတော့မညီသေးဘူးဆိုရင်နောက်ကိုဆွဲချဲလိုက် okay ပြန်ပြီးတော့ play ကြည့်အောင် okay ဒါဆိုရင်တော်တော်လေးအဆင်ပြေသွားပြီပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုexport ထုတ်လိုက်ရပါပြီเนาะ okay ပြီးရင် save လေးကိုနှိပ်လိုက်ပါ
Okay ကျွန်တော်ထုံးစံတိုင်းမှာ align motion လေးကိုတစ်ချက်ဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ plat icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီမှာ69ရွေးပြီးတော့ create from တစ်ချက်နှိပ်လိုက်ပါ Okay ပြီးတော့ကျွန်တော်ဒီ background တစ်ခုအပ်လိုက်မှာပါနော် Okay ကျွန်တော် media ထဲဝင်မယ် Okay ကျွန်တော်ကိုလုပ်ချင်တဲ့ background လေးကိုကျွန်တော်တစ်ချက်အပ်လိုက်မယ်။အဲဆိုရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တို့ animation ပေးချင်တာအလံလေးကိုလှုပ်နေတဲ့ပုံစံလိုချင်တာတစ်ချက်နှိပ်လိုက်ကျွန်တော်တို့ effect ထဲဝင်မယ် effect ကိုဝင်မယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ရိုက်ရှာလိုက်ပြီးတော့ကျွန်တော်ဒီမှာ wave ref လို့ရှိရဲအဲကောင်လေးကိုတစ်ချက်ရိုက်လိုက်ပါတယ်ရိုက်ပြီးကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ဒီဘယ်ဘက်ကိုသွားနေတဲ့ပုံစံလေးလိုချင်တာအဲ့တော့ကျွန်တော်ဒီမှာ flat way left ဆိုတာလေးရှိကြအဲကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ကျွန်တော်တို့ပြီးရင်ပြန်ပြီးတော့ play ကြည့်အောင် Okay ဒီပုံစံတိုင်းလေးရတယ်အဆင်ပြေပါတယ်ဒီအလံလေးကိုတစ်ချက်နှိပ်လိုက်ပါတစ်ချက် play ကြည့်လိုက်အောက်မှာအဖြူလေးတွေပေါ်နေတယ်အဲဒီတော့အလံလေးကိုနှိပ်လိုက်ပြီး move and transform ဝင်ပြီးတော့ကျွန်တော် side ကလေးကို adjust နည်းနည်းလေးလုပ်လိုက်မပေါ်တော့အောင်လို့ Okay ဒီတိုင်းလေးရပြီပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဟို character လေးတစ်ခုထည့်ကြည့်လိုက်မယ်เนาะကျွန်တော် character လေးတစ်ခုထည့်လိုက်မယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ Okay ပြီးတော့ကျွန်တော်ဒီအလံလေးနဲ့တက်တက်ကိုကျွန်တော်ချိန်လိုက်မယ်ပေါ့နော်ဒီပုံစံလေးရပြီရသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးကို border shadow ထဲဝင်ပြီးတော့ shadow လေးကိုတစ်ချက်ဖွင့်ပေးလိုက်ပါရိပ်ပုံစံလေးထားလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီကောင်အရန်ရှည်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက်မှာပဲကျွန်တော်ထားလိုက်မယ်ထားပြီးတော့ကျွန်တော်ဒီကောင်နှစ်ခုလုံးကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဒီတစ်ချက်ပြန်ကြည့်မယ်Okay ဒီပုံစံလေးရတယ်ဆိုရင်ကျွန်တော်ဒီကောင်လေးကို animation လေးတစ်ခုပေးမယ် Okay ကျွန်တော်ဒီ effect ထဲကိုတစ်ချက်ဝင်လိုက်ပါပြီးတော့ add effect ကိုနှိပ်ပါကျွန်တော်တို့ပြီးသွားရင်ဒီမှာ bend bam ဆိုပြီးတော့ရိုက်ချလိုက်ပါပြီးတော့ကျွန်တော်ဒီမှာ standard setting လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီ angle နေရာမှာကျွန်တော် keyframe တစ်ခုချလိုက်နော်အဲ့မှာကျွန်တော်တို့ဒီ 7.2 လောက်ကိုတစ်ချက်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့အဆုံးသွားပြီးတော့ကျွန်တော်သူ့ရဲ့ဆန်းကျင်ဘက် -7.2 လောက်ကိုတစ်ချက်ပေးလိုက်မယ် Okay ပြီးတော့ကျွန်တော် graph လေးကိုရွေးလိုက်မယ်ရွေးပြီးရင်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီတတိယမြောက်ဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်ကိုလိုချင်တဲ့ချိန်နှုန်းလောက်ကိုဆွဲချဲလိုက်မယ် Okay ဒီတိုင်းလေးရပါပြီဆိုရင်ကျွန်တော်အရှည်လေးကိုပြန်သွားလိုက်ပါ Okay ပြီးသွားရင်ကျွန်တော်ပြန်ထွက်ပြီးတော့ကျွန်တော် start ကိုတစ်ချက်နှိပ်လိုက်နော် start နေရာမှာကျွန်တော်ဒီ50လောက်ကိုပေးကြည့်လိုက်မယ် Okay ပြန် play ကြည့်အောင် Okay ဒီတိုင်းလေးကောင်းလှုပ်တဲ့ပုံစံလေးရပါပြီ Okay ဒါဆိုရင်ကျွန်တော် animation တစ်ခုလုံးရပါပြီဆိုရင်ကျွန်တော် character လေးကကျွန်တော်အောက်ကလေးပြီးတော့အပေါ်တက်လာတဲ့ပုံစံလေးလုပ်မယ် Okayကျွန်တော်ဒီတိုင်းလေးသွားမယ် keyframe တစ်ခုချပြီးတော့ပထမ keyframe ကိုလာပြီးတော့ကျွန်တော်ဒီအောက်ကိုဆွဲချလိုက်မယ်Okay ပြီးတော့ကျွန်တော် graph လေးကိုတော့ဒီ is in is out လေးပဲတစ်ချက်ထည့်လိုက်မယ် Okay ပြန် play ကြည့်အောင် Okay ဒီပုံစံလေးရပါပြီပဲဖြစ်ပါတယ် Okay ဒါဆိုရင်အဆင်ပြေပါတယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ export လေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ကျွန်တော် export လေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော် export ထုတ်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင် save လေးကိုနှိပ်လိုက်ရင်ပြီးသွားပါပြီကျွန်တော်အခုပြောပြလိုက်တဲ့ဒီလုံနည်းနှစ်မျိုးကအသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်နောက်တဲ့ video မှာလည်းအရင်အသုံးဝင်တဲ့ဒီ documentary editing style တွေကိုကျွန်တော်ဆက်လက်တင်ပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးထားဖို့ကျွန်တော်ကမေတ္တာရပ်ခံနေပါတယ်